ထိုင်းမှာအခုတလောဒီနေရာလေးကအရန်ကိုမှရေပန်းစားနေတယ်သူကဒီ 3D ပုံစံမျိုးမသိကွာအဲ့ဒီကဘာကြီးတွေကိုရောက်သွားတယ်လို့မျိုး feeling ခံစားရမယ်ပြီးလို့ရှိရင်အဲ့နေရာကိုသွားတဲ့ဒါမြန်မာလူမျိုးတွေလည်းအများကြီးပဲပေါ့နော်သူကဒီစီခွန်းဘန်ခဲမှာရှိတယ်လို့ပြောတယ်စီခွန်းဘန်ခဲရဲ့အောက်ဆုံးအလွှာမှာလို့ပြောတယ်ဝင်ကြီးရှိလားတော့မသိဘူးကိုရဲထင်တာတော့ဝင်ကြီးပေးရလောက်တယ်ဒီနေရာလေးကို Space and Time Cubeless ဆိုပြီးတော့မှသူတို့နာမည်ပေးထားတယ် 3D ကိုမှဒီ technology နည်းပညာအသစ်တွေနဲ့သူတို့ပေါင်းဆက်ပြီးတော့မှတကယ်ကဘာအပြင်ဘက်ကိုရောက်သွားတဲ့ feeling မျိုးတကယ်တခြားကဘာကြီးတွေရောက်သွားတဲ့ feeling မျိုးကိုသူတို့ရအောင်ပေးစွမ်းနိုင်အောင်လုပ်ထားတာပေါ့နော်တစ်ခေါက်လောက်တော့ရောက်အောင်သွားကြည့်ချင်တယ်ဝင်ကြီးတော့ဈေးကြီးလာတော့မသိဘူးပေါ့နော်ဈေးအရန်ကြီးရင်လည်းမဝင်နိုင်ဘူးတော်ရုံတင့်ရုံလေးဆိုရင်တော့ဝင်ချင်တယ်အထဲကိုသွားဖူးတဲ့သူတွေရှိလို့ရှိရင်လည်းအောက်မှာကွန်မန့်လေးတွေမှန်းခဲ့ပါအောင်လူတယောက်ဝင်ကြီးဘယ်လောက်ရှိလဲပေါ့နော်ကျေးဇူးပြုပြီးတော့သွားမဲ့သူတွေရှိရင်လည်းခေါ်ပါအောင်လို့ဒီနေရာလေးကနေပြောလိုက်ပြရစီတကယ်လို့သွားမဲ့သူတွေရှိရင် message ကိုစာပို့လာခင်နော်